အဲ့ဒီဇတ်တော်မှာဦးဇင်းတို့ဘုရားလောင်းကနွားဖြစ်တယ်အကြောင်းသွေးကနေပုံရတယ်လောဟိတဆိုတော့အနီပေါ့နွားနေကြီးပေါ့နော်အဲ့တော့သူ့မှာလည်းညီတစ်ယောက်ညီတစ်ကောင်ရှိတယ်ဒီနေ့တော့ညီကိုနှစ်ယောက်ညီကိုနှစ်ကောင်အမြဲတမ်းယုံရကံရပင်ပန်းတာပေါ့အဲ့ဒါနဲ့ညီဖြစ်တဲ့လူကကိုကြီးကိုဘာပြောလဲဆိုတော့ကိုကြီးကကျွတ်လို့မပင်ပန်းမယုံလာတယ်စားရတော့ကောက်ရိုးညက်ကိုမကြည်စမ်းအိမ်အောက်ကကရင်အောက်မှာဇင်ကြကြအိတ်နေတဲ့အကောင်တာလုကဆိုတဲ့အကောင်ဘဝကြီးရှိတယ်ဟုတ်လားကရင်အောက်မှာဘာလို့ဇင်ကြကြအိတ်နေတာဘာမှလည်းမလုပ်ရဘူးအဲ့ဒါဇင်ကြကြသူ့မဲ့သူ့ကြည့်လိုက်အမြင်တော့မဲ့အိတ်နေတယ်ဒါပေမဲ့သူ့ကိုကြွေးတာကြတော့တကယ့်ကိုအကောင်စားထမင်းနေဟင်းနေအဲ့ဒါတွေကြွေးတာကိုကြီးအင်းရှင်ကတော်တော်မတရားတာအကျွတ်တို့မဲ့အလုပ်တွေအများကြီးလုပ်ရပြီးတော့ကောင်းကောင်းစားရကိုကောင်ကြီးမှာဘာမှမလုပ်ရဘဲနဲ့စားရတာကြည်စမ်းအဲ့လိုပြောတော့ဘုရားလောင်းကငါညီတဲ့တာလုကစားတဲ့အစာကိုမင်းနှစ်သက်နေအဲ့ဒီ